စေအတူတော်စေတွင်နိုင်ရရာရှင်လန်းစက္ကလူလန်းကြပါ၏ရာပြီးတော်တို့၏ဒီကောင်းမှုသည်ကျေးရှင်အွန်လိုင်းဆရာတော်ကျမ်းမာချမ်းသာစွာဖြင့်ခန္ဓာဝန်ဘာဝနာဝန်ကျမ်းမာမှာချမ်းသာသာဆောင်ရွက်နိုင်ရ၎င်းရာပြီးတော်တို့သည်လည်းဆရာတော်ဘုရားကြီး၏သာသနာနှင့်အတူကောင်းသောဘုံဘဝသို့ဒါရီကောင်းသောဘုံဘဝသို့ရရှိခံစား၍နိဗ္ဗာန်သို့မောက်ပြုနိုင်ကြပါလို့၏အရှင်ဘုရားရည်သက်ချ